အမျိုးသမီးတွေအသက်30နဲ့40အရွယ်ရောက်တဲ့အခါကျရင်အသက်20အရွယ်တုန်းကလိုမျိုးခန္ဓာကိုယ် body shape မရှိတော့တာအမှန်ပါဒါကအပြင်းကြီးလို့မဟုတ်ဘဲနဲ့ခန္ဓာကိုယ်ပြောင်းလဲလာတဲ့ system ကြောင့်ပဲဖြစ်ပါတယ်ဒီအချိန်မှာတေချာလေးဂရုမစိုက်ဘဲနဲ့ပြစ်ထားလိုက်မယ်ဆိုရင်9နှစ်ကနေပြီးတော့10နှစ်အတွင်းမှာပြုပြင်ပြောင်းလဲရခက်တဲ့ကျန်းမာရေးပြဿနာတွေနဲ့အစီစုလာတဲ့ခန္ဓာကိုယ်ကိုပဲပိုင်ဆိုင်နိုင်တော့မှာပါဒါဆိုရင်ဘယ်လိုနေထိုင်မှုမျိုးနဲ့ခန္ဓာကိုယ်ထိန်းသိမ်းရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အမျိုးသမီးတွေအနေနဲ့အသက်30ကျော်လာပြီဆိုရင်အဓိကတွေ့ကြုံရတဲ့ပြဿနာ3ခုရှိပါတယ်နံပါတ်1အကြောင်းရင်းမရှိပဲဝိတ်တက်လာတာမျိုးပါဆိုတော့ကိုယ့်အနေနဲ့ကိုယ့်ရဲ့ဒီ bite အစီတွေစုလာတာမျိုးကကိုယ့်ရဲ့ခန္ဓာကိုယ်ပြောင်းလဲသင့်ပြီဆိုတဲ့အချက်ကိုပြောပြနေတဲ့အရာတစ်ခုဖြစ်ပါတယ်main ကလေးတွေနဲ့ဆိုရင်ဒီအသက်30ကျော်လာပြီဆိုရင်သူ့ရဲ့ဒီခန္ဓာကိုယ်ကနေပြီးတော့ estrogens လို့ခေါ်တဲ့ဒီမဟော်မုန်းကမညီတာမျိုးတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပြဿနာတွေကြုံလာရတာဖြစ်ပါတယ်ဆိုတော့ဒါကိုဘယ်လိုမျိုးပြုပြင်ထိန်းသိမ်းရမလဲဆိုရင်တော့ကိုယ့်အနေနဲ့အမြင့်တက်များတဲ့အစားအစာတွေဖြစ်တဲ့ဟင်းသီးဟင်းရွက်တွေပြီးတော့အစိတ်အစံမျိုးတွေပေါ့နော်ဒါမျိုးတွေကိုစားတောက်ပေးရမှာဖြစ်ပါတယ်နံပါတ်2အရင်ကလိုအသားရည်တွေတင်းတင်းရင်းရင်းမရှိတော့ဘဲနဲ့ပျော်တွဲလာတာမျိုးဖြစ်ပါတယ်ဆိုတော့ဒါမျိုးကကျတော့ဒီအသက်40အရွယ်လောက်မှာပို့ပြီးတော့တတိထားမိတတ်ကြရပေါ့နော်ဆိုတော့မျိုးသမီးတွေအနေနဲ့ဒီအသက်30ကျော်လာပြီဆိုရင်ဒီခန္ဓာကိုယ်ကနေပြီးတော့ကြွက်သားဆုံးရှုံးမှုတွေကနှစ်စဉ်ဖြစ်လေရှိပါတယ်ပြဿနာကြုံတွေ့လေရှိပါတယ်ဆိုတော့ဒါကိုဘယ်လိုမျိုးပြုပြင်ထိန်းသိမ်းရမလဲဆိုရင်တော့ကိုယ့်အနေနဲ့တစ်ပတ်မှာအနည်းဆုံး3ရက်ကိုတော့strength training လို့ခေါ်တဲ့အလေးမလေ့ကျင့်ခန်းကိုမဖြစ်မနေလုပ်ပေးဖို့လိုပါတယ်အဲ့ဒါနဲ့အတူတူ protein ဓာတ်လို့ခေါ်တဲ့အသားဓာတ်ကိုတိုးပြီးတော့စားပေးသင့်ပါတယ်နံပါတ်3အသက်အရွယ်ကြောင့်စိတ်ဖိစီးမှုများလာတဲ့အခါ cortisol ဟော်မုန်းထွက်လာပြီးတော့အဆီတွေစုလာတဲ့ပြဿနာပါဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့အရင်ငယ်တုန်းကလိုမျိုး fasting လုပ်တာတို့ထမင်းဖြစ်တာလို့ကအလုပ်ဖြစ်လောက်မယ်လို့မထင်ပါဘူးတကယ်လို့အလုပ်ဖြစ်ခဲ့ရဆိုရင်တော့မှကိုယ့်ရဲ့ခန္ဓာကိုယ်ကလေလျော့သွားတဲ့ဘောလုံးလိုမျိုးပျော့ပျော့တွဲတွဲကြီးဖြစ်နေပါလိမ့်မယ်ဆိုတော့ဒါကိုဖြည့်ရှင်းဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့အပြည့်အဝအိပ်စက်အနားယူခြင်းပဲဖြစ်ပါတယ်အရေးကြီးဆုံးတစ်ချက်ကတော့အသက်အရွယ်တစ်ခုရလာပြီဆိုရင်နေထိုင်မှုပုံစံနဲ့စားသောက်မှုပုံစံကိုပြောင်းလဲဖို့လိုပါတယ်အသက်ကြီးလာပြီဝိတ်တက်လာပြီဆိုပြီးတော့မပစ်ထားလိုက်ပါနဲ့ကိုတတိမထားမိတဲ့အချိန်လေးတွင်မှာပဲ2ဆ3ဆလောက်ဆိုးရွားနိုင်ပါတယ်ခုပြောပြခဲ့တဲ့အချက်တွေနဲ့ကိုကကြုံနေရတယ်တယောက်တည်းလှုပ်ဖို့လည်းအခက်အခဲရှိတယ်ဆိုရင်တော့အိမ်မှာပဲအဆင်ပြေပြေနဲ့လိုက်လုပ်လို့ရမယ် weight chart plan ကျမတို့ရဲ့ power play app မှာရှိပါတယ်weight chart plan ကတစ်လကိုမြန်မာကျပ်ငွေ3000ခွဲတဲ့သာကျတင်မှာဖြစ်ပြီးတော့အိမ်မှာပဲအဆင်ပြေပြေလိုက်လုပ်လို့ရမယ်လေ့ကျင့်ခန်း plan အိမ်မှာပဲအလွယ်တကူချက်ပြုတ်လို့ရမယ်အစားအသောက် plan တွေပါဝင်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားတယ်ဆိုရင် comment မှာ yes လို့မှန်ခဲ့ပြီပါကျမတို့ဘက်ကနေပြီးတော့လာရောက်ရှင်းပြပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်